Hello အားလုံးပဲမင်္ဂလာပါရှင်ရွှေစုရနာနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မင်ကအရန်ကိုလှပြီးစက်တည်ရရှိနဲ့မိုးကုတ်တဘာဝပဒံများအဆက်ကြီးနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်သူလေးကတော့မိတ်ဆက်ပေးသွားမယ်မိုးကုတ်တဘာဝပဒံများခိုသွေးရောင်ကာလာရင်းရှင်းလေးဖြစ်တဲ့ငကတ်ဆွဲတီးလက်စွပ်အဆက်ပဲဖြစ်ပါတယ်ရှင်သူလေးကတော့ငကတ်ကလေးပဲဖြစ်ပါတယ်ရှင်ရေလေးကလည်းအရန်လာပြီးတော့စိန်ဖြူတန့်လေးနဲ့ဒီလိုမျိုးပေါ့နော်စက်ကြာဒီဇိုင်းလေးဖန်တီးပေးထားတာပဲဖြစ်ပါတယ်။ဒါလေးကတော့နပိတ်ကလေးပဲဖြစ်ပါတယ်ရှင်။နပိတ်လေးကလည်းရွှေထူထူလေးနဲ့ပေါ့နော်။သူလေးကတော့ဗမာဝက်ဝူပိတ်အရည်ကလေးကိုလုပ်ပေးထားပါတယ်နော်။သူလေးကတော့ဆွဲသေးလေးပဲဖြစ်ပါတယ်ရှင်။ဆွဲသေးလေးကရွှေချင်းဆိုလို့ရှိရင်လည်း73ပဲဝင်းကျင်စိန်ဆိုလို့ရှိရင်လည်း2ရက်တီတောင်ပါတာမို့လို့ထက်ထက်ကိတ်ကိတ်ကြီးနဲ့အရန်ကိုလာပါတယ်နော်။သူလေးကကြတော့ဒီလိုမျိုးနှစ်ဆင့်လေးလေးဖြစ်တာမို့လို့ကိုမမတို့ရဲ့ရွှေလေတိုင်းမှာဆိုလို့ရှိရင်အရန်ကိုပေါ်လင်ထင်ရှားလာဖတ်နေတော့မှာပါရှင်။ဒါလေးကတော့လက်စွပ်ကလေးပဲဖြစ်ပါတယ်။လက်စွပ်လေးဆိုလို့ရှိရင်လည်းအရန်ကိုချစ်ဖို့ကောင်းတယ်နော်။မင်ကူမိတ်ဆက်ပေးသွားတဲ့ငကတ်ဆွဲသည့်လက်စွပ်ကလေးကတစ်ဆက်လုံးဝင်းဆင်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ဂုံချက်တည်းရှိပြီးတော့အမြဲအလှတိုးနေမှာမို့လို့ကိုမောင်ကျန်းကျန်းဆိုလို့ရှိရင်တော့မင်းတို့ရဲ့သူဝနာရွှေရုံကြီးကိုလမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရှင်။